နေ့ရက်တိုင်းမှာအတိတ်ပဲပြေးနေလို့ထားလာတဲ့ကျွန်တော်ပုံမကောင်းမွန်တဲ့နောက်အတွက်စူးစမ်းမယ်ကိုချစ်မြတ်လို့တဲ့လုပ်ကိုလုပ်ကိုင်ရင်းကိုယ့်ရဲ့ဝါသနာနဲ့လှုပ်ထပ်လူကြနေတာကြောင့်အကောင်းဆုံးဆိုတာထက်ပိုတဲ့ရလဒ်တွေကိုပဲဖန်တီးနိုင်ခဲ့တယ်ဒီလုပ်ငန်းကကျွန်တော်တို့ငွေကြေးပိုင်းမှာပြည်စုံသေးုံနဲ့မကပဲကိုယ်ပိုင်အားလက်ချိန်တွေလည်းရှိတာကြောင့်အသက်ပညာအသစ်တွေကိုပါလေ့လာနိုင်ခွင့်ရခဲ့တယ်အာမခံလောကရဲ့တစ်နှစ်တာအောင်မြင်မှုမတိုင်တစ်ခုကိုလည်းစိုက်ထုတ်နိုင်ခဲ့ပါတယ်စူးစမ်းမှုရဲ့ရလဒ်တွေကိုဂုဏ်ယူရင်းငွေချင်းတွေနဲ့အတူခီးထွက်ဖို့တိုင်နေပြီလေအခုလိုမျိုးဝင်ငွေလမ်းကြောင်းဖြတ်မှုပြီးတော့ကိုဝါသနာပါတာတွေလုတ်ကိုင်းရင်းနဲ့တင်းဘောက်ကိုအောင်မြင်ပျော်ရွှင်စွာဖြတ်တန်းလို့ပါလားအဲဆိုရင်တော့အောက်ခေါ်ပြပါဖုန်းနံပါတ်တွေနဲ့ email address ကိုခုချက်ချင်းပဲဆက်သွယ်ပြီး GGI Nippon Life ရဲ့ insurance specialist တယောက်ဖြစ်တင်းရဲ့ဘဝကိုခုပဲစတင်လိုက်ပါ